สวัสดีครับทุกคนဒီနေ့မှာတော့ကျွန်တော်ကတငယ်ချင်းတို့ကိုပိုင်ဒီအသုံးဆောင်ပစ္စည်းတွေအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ကိုပိုင်အသုံးဆောင်ပစ္စည်းကိုကျွန်တော်တို့ထိုင်းလိုของใช้สวรรค์ตัวของใช้สวรรค์ตัวလို့ဖတ်ပါတယ်ပထမဦးစွာကျွန်တော်တို့ဖုန်းပေါ့เนาะကျွန်တော်တို့ကိုပိုင်လက်ကင်ဖုန်းကိုယ်တိုင်အမြဲတမ်းသုံးနေတဲ့ဖုန်းကိုมือถือနောက်တစ်ခု earphone ပေါ့เนาะကျွန်တော်တို့earphone ကိုကြတော့ကျွန်တော်တို့หูฟังနောက်တစ်ခုက charger ကြိုးပေါ့เนาะအားသွင်းတဲ့ charger ကြိုးကိုကြတော့ကျွန်တော်တို့สายชาနောက်တစ်ခုက power bank ပေါ့เนาะကျွန်တော်တို့ဒီ power bank ကတော့မီးကိုသွားတဲ့နေရာကဝေးတယ်တခုသုံးတာကြာသွားပြီမီးအားသွင်းတဲ့နေရာမရှိဘူးဆိုရင် power bank ကိုသုံးမယ်ဆိုရင်power bank လို့သုံးပါတယ် bank လို့သုံးပါတယ်နောက်တစ်ခု tablet ပေါ့เนาะtablet ကိုမှ Apple ပဲဖြစ်ဖြစ်ပုံမှန်ပြတာ tablet အားလုံးခြုံပြောထားပါเนาะ tablet ကိုကျွန်တော်တို့က tab လို့သုံးပါတယ် tab နောက်တစ်ခု computer เนาะ computer ကို computer လို့ဖတ်တယ်ပေါ့เนาะ computer နောက်ခု laptop ကိုကြတော့ကျွန်တော်တို့က laptop လို့ဖတ်ပါเนาะနောက်တစ်ခုကျွန်တော်တို့မျက်နှာသစ်ဆေးကိုကျွန်တော်တို့ကကြတော့ foam เนาะ foam ล้างนักเนาะ foam ล้างนักပါတယ်နောက်တစ်ခုတောရိုက်ဆေးကိုကြတော့ยาสีฟังလို့ဖတ်ပါတယ်ยาสีฟังနောက်တစ်ခုကတောရိုက်တန်ကိုကျွန်တော်တို့ แปรงสีฟังလို့ဖတ်ပါတယ်နောက်တစ်ခုစက်ပြာမှာကျွန်တော်စက်ပြာအခဲပေါ့เนาะစက်ပြာအခဲဆိုလို့ရှိရင်စဘူก้อนလို့ဖတ်ပါတယ်စက်ပြာမှာကျွန်တော်စက်ပြာအရေပေါ့เนาะအဲ့ဒါကိုမှကျွန်တော်ရေချိုးတဲ့စက်ပြာအရေကိုပြောချင်တာရေချိုးတဲ့စက်ပြာအရေဆိုရင်တော့ကျွန်တော်တို့ကสบู่อาบน้ำလို့ဖတ်ပါတယ်အခု jobo 8ကိုကြတော့กระเป๋าเบกလို့ဖတ်ပါတယ်กระเป๋าเบกသူကjobo 8ကိုပြောချင်တာပေါ့နော်กระเป๋าမှာသူက8တရားမျိုးစုံရှိတယ်ဒီထဲမှာကျွန်တော် jobo 8အနေနဲ့သုံးတာဆိုတော့กระเป๋าเบกလို့ဖတ်ပါတယ်เบกနောက်တစ်ခုကပတ်စံအိတ်ကိုကြတော့ကျွန်တော်တို့ကกระเป๋าสตังค์အမယောက်ျားလေးပတ်စံအိတ်ဆိုရင်တော့กระเป๋าสตังค์ผู้ชายမိန်းကလေးပတ်စံအိတ်ဆိုရင်กระเป๋าสตังค์ผู้หญิงအဲ့လိုမျိုးသုံးတယ်ပေါ့နော်နောက်တစ်ခုမျက်မှန်မှာကျွန်တော်တို့ကနေကာမျက်မှန်ပေါ့နော်နေကာမျက်မှန်ဆိုလို့ရှိရင်เวกันเด็กเว้นกันเด็กเนาะเว้นกันเด็กဆိုတာကန်ဒစ်ဆိုတာနေကိုကတာပေါ့နော်ဝင်းဆိုတာကမှန်ပြောချင်တာเนาะနေကမျက်မှန်နောက်တစ်ခုကရိုးရိုးစာကြည့်မျက်မှန်ဖုံးကြည့်မျက်မှန်အဲ့လိုမျိုးဆိုကြလို့ရှိရင်เนาะဝင်းတာလို့ဖတ်ပါတယ်ဝင်းတာโอเคနောက်တစ်ခုရေမွေး
เนาะရေမွေးရလဲဒါကျွန်တော်တို့နေအပြင်နေပါတွေသွားရင်လဲတည်သွားတာရှိတယ်ကိုယ့်အသက်ကိုလည်းစွတ်တာပေါ့เนาะကိုယ့်ရဲ့နေ့စဉ်သုံးနှစ်မှာပါတယ်น้ำหอมน้ำหอมน้ำหอมလို့သုံးပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ရှူးဖက်နဲ့ပေါ့เนาะဒါကအပြင်နေပါတွေသွားလို့ရှိရင်သုံးတဲ့ရှူးဖက်နဲ့ဒီရှူးပေါ့เนาะရှူးဖက်နဲ့ကိုပဲပြောတာပါဖက်နဲ့တွေကတော့မျိုးစုံကြိုးတိုင်းရှိတယ်ညက်ဖက်နဲ့ရှိတယ်အထက်မှာကျွန်တော်ရှူးဖက်နဲ့ကိုပဲပုံထည့်ထားပြီးတာပေါ့เนาะရှူးဖက်နဲ့ကိုဆိုလို့ရှိရင်รองเท้ารองเท้ารองเท้าလို့ဖတ်ပါတယ်